ကျွန်တော်ခဏခဏပြောခဲ့ရနော် ။အဲ့ခဏရက်လိုက်။အဲ့ဒါပြီးတော့မှ ကျွန်တော်ခဏခဏပြောခဲ့ရနော်စိတ်ပူတယ် စစရကြီးတိုက်ပြန်နေ အဆရရဂယူးဆိုင်နော်အာဒီလိုကောင်းတယ်ကျွန်တော်ခဏခဏပြောခဲ့ရနော်အဆရရဂယူးဆိုင်ဗျာစိတ်ပူတယ်